Okay ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ကဲဒီနေ့တော့ကျွန်တော်တို့ Manchester United နဲ့ဝါရီအသင်းကိုအိမ်ဝဲမှာလေ့ကျင့်စမ်းပွဲကစားတဲ့အချိန်မှာ C1 ဆိုရတဲ့နဲ့ပထမပိုင်းမှာရှူသွားတဲ့ဝါရီအသင်းကစားသမားရဲ့သွင်းလုံးနဲ့အတူတူပဲကျွန်တော်တို့ရှုံးနေခဲ့တယ်ပေါ့လေဒီဘက်မှာကျွန်တော်တို့ပထမပိုင်းမှာတော့ကျွန်တော်တို့ဘောနော် professional team ရဲ့ကစားသမားတွေအများစုပါဝင်ခဲ့ပြီးမှလူငယ်ကစားသမားတွေနေခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ရလက်ပိုင်းမှာတော့ဘက်တင်ကစားသမားတွေနဲ့မတူတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပထမပိုင်းကလေးပေါ့နော်တိတ်ပြီးထူးမရှိရလက်ပုံစံလေးကစားကွက်တွေနဲ့ပဲတွေ့ခဲ့ပါတော့ဒီပေါ်မှာအန်ရီဆန်တို့ပွဲထွက်လာခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့အတွက်တမျိုးကောင်းတဲ့ချက်ပဲလို့ပြောလို့ရပါဘောနော်ပြီးရင်တော့ကျွန်တော်တို့ Manchester United နဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်လူငယ်ကစားသမားလေးတွေအများစုလူငယ်ကစားသမားအားလုံးထည့်သွင်းပြီးမှကျွန်တော်တို့ကစားခဲ့တယ်ပေါ့နော်ပွဲထွက်ကစားခဲ့တယ်ပွဲထွက်ကစားတဲ့အချိန်မှာလည်းလူငယ်ကစားသမားလေးအနေနဲ့အကောင်းမွန်ဆုံးပေါ့နော်အကောင်းမွန်ဆုံးဖြစ်အောင်လေသူတို့တွေစွမ်းဆောင်နေရတော့တွေ့ရတဲ့အတိုင်းပဲလေရှားလက်ကိုတော့မပြောင်းလဲပေးခဲ့နိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ C1 ဆွဲရလည်းနဲ့ပဲရှုံးခဲ့တယ်ပေါ့ဗျာအဲ့ဒီပွဲမှာကျွန်တော်တို့ဘောနော်အရီဆန်တို့ရဲ့ရှေ့စွမ်းတွေကိုကြည့်ရမယ်ပြီးရင်ကျွန်တော်လက်ရှိကစားသမားတွေရဲ့ရှေ့စွမ်းတွေလူငယ်ကစားသမားတွေရဲ့ရှေ့စွမ်းတွေကိုကြည့်ရမယ်ပေါ့ဗျာအဲ့တော့ဒီကစားသမားတွေအားလုံးထဲမှာမှကျွန်တော်တို့ရှေ့လေးစီတွေပေါ့နော်တကယ်ကိုတက်ကြကြကြိုးစားနဲ့လှုပ်နေအောင်တော့တွေ့ရတယ်ဒီကြားထဲမှာကျွန်တော်Fletcher တို့ပါလာမယ်နောက်တန်းမှာဆိုရင်ကျွန်တော်အာမတ်တို့ဘာတို့တွေကတကယ်ကောင်းတဲ့ကလေးတွေပေါ့နော်အဲကောင်လေးတွေတက်လာမယ်နောက်တစ်ချိန်ကြာရင်တော့ကျွန်တော်တို့ထွန်းတောက်လာမယ်ဒါတခုတော့မြင်အောင်ရတယ်ပေါ့လေအဲ့ဒါကတော့ကျွန်တော်တို့အတွက်ကောင်းတဲ့ချက်ပဲလို့ပြောလို့ရမယ်ပြီးရင်တော့ကျွန်တော်တို့တကယ်ကဘာဖလားမှာကစားထားတဲ့ကစားသမားတွေအဲ့ဒီကစားသမားတွေတော်တော်များတော့လက်ရှိပွဲမှာထုတ်မသုံးထားဘူးပေါ့နော်ဒီကျွန်တော်ဂျေဂျီကာဘရီယယ်ပါလာမယ်လို့ကျွန်တော်လည်းမျှော်လင့်ထားရဆိုပေမဲ့ဂျေဂျီကာဘရီယယ်အနေနဲ့အနားယူတဲ့ရက်ကနေပြီးမှပြန်ရောက်တာတိတ်မကြသေးဘူး training တစ်ခါလောက်ပဲဆင်းရတဲ့နေတဲ့တစ်ခုမှာဒီပေါ့နော်လက်ရှိရှင်ပြိုင်ခဲ့တဲ့ပွဲမှာတော့သူမပါဝင်လာနိုင်ဘူးဆိုပြီးတော့သိရတယ်ဗောလေဒါပေမဲ့နောက်ပွဲမှာတော့ Manchester United အသင်းအတွက်သူလက်ရှိကစားပေးသွားမယ်ဆိုပြီးတော့ကျွန်တော်တို့မြင်ရရင်ဗောနော်အဲ့တော့ကျွန်တော်တို့နောက်လာမယ့်ပွဲစဉ်ဆိုရင်တော့ကျွန်တော်တို့ Manchester United အသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ JJ Gabriel ကိုတော့ထပ်တွေ့ရဖို့တော့ရှိရဗောနော်1-0နဲ့ရှုံးနေဆိုပေမဲ့လို့ထွေထူးရလက်တွေပြောတယ်မရှိဘူးဆိုပေမဲ့ဒီပွဲလေးရဲ့အဓိကချက်ကကျွန်တော်တို့ဟောနော်အဓိတက်ပို့ပြီးတော့ကောင်းမွန်တဲ့ကစားကွက်လေးတစ်ခုလို့ကျွန်တော်တို့မြင်မိရတော့အမှန်ပဲဒါပေမဲ့အရင်ကောင်းမွန်တဲ့ကစားကွက်မျိုးကျွန်တော်တို့မတွေ့ခဲ့အောင်ဗောနော်ပြောချင်တော့လောက်ပါရခင်ဗျကျွန်တော်ရဲ့ channel လေးနဲ့ subscribe လုပ်ပြီးလို့ပြောချင်ပါတယ်ဂျာစီလေးမှာကျင်နေဆိုရင်တော့ United Speaker 1 sorry ပါအဲ့ဒါဘောလုံးမကြည့်ကိုလိုက်ပါဘောလုံးမကြည့်မယ်ဆိုရင် United Speaker 1ဆိုတဲ့ Telegram channel မှာလာကြည့်လို့ရပါတယ်ဗောနော်ပြီးရင်ကျွန်တော်ဒီမှာဂျာစီလေးမှာရပါဗောနော်ဂျာစီလေးမှာဂျာစီမျိုးစုံရှိတယ် Manchester နဲ့ဂျာစီတော့အဓိကဦးစားပေးပြီးရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ player version တွေ AIG version တွေကိုကျွန်တော်ဒီမှာစီနိုသက်နဲ့ရမယ်ဆိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါ TikTok ဖြစ်တဲ့ United Speaker ဆိုတဲ့ TikTok အကောင့်လေးမှာလာပြောလို့ရတယ်လို့ player slash ဆိုတဲ့ TikTok ဂျာစီ story မှာလည်းလာပြောလို့ရပါတယ်ခင်ဗျကျေးဇူးများတင်ပါတယ်ကျွန်တော် channel လေးနဲ့ subscribe လုပ်ပြီးတော့ပြောချင်ပါတယ်ခင်ဗျအကောင်းဆုံးနေ့လေးဖြစ်ပါစေလို့လည်းပြောချင်ပါတယ် good night ပါခင်ဗျ